ခြေရီလက်တိတ်မပါဘဲနဲ့အကန့်အသတ်မရှိတဲ့ဘဝဆိုတာမျိုးဖြစ်နိုင်ပါမလားစဉ်းစားကြည့်ရင်တော့နည်းနည်းမဖြစ်နိုင်ဘူးလို့ထင်ရတယ်နော်ဒါပေမဲ့ Nick Vujicic ဆိုတဲ့လူကတော့ဒါကိုသူ့ဘဝနဲ့တင်သက်တည်ပြတ်သွားခဲ့တဲ့ဆိုတော့ဒီနေ့မှလေသူ့ရဲ့အဲ့ဒီနာမည်ကြီးစာအုပ် Life Without Limits ထဲကနေကျွန်တော်တို့အားလုံးရဲ့ဘဝကိုဒီမျိုးတစ်ဖုံပြောင်းလဲသွားစေနိုင်တဲ့အဓိကသင်ခန်းစာတွေကိုတစ်ချက်လောက်ကြည့်ကြည့်ကြလောက်အောင်ဒီစကားကတကယ်ကိုစဉ်းစားစရာနော်စိတ်တကြံခိုင်တယ်ဆိုတာဘာခက်ခဲမှမရှိတာကိုပြောတာမဟုတ်ဘူးတဲ့အခက်အခဲတွေရှိနေတဲ့ကြားတဲ့ကနေရှစ်စဖို့တတ်တရှိတာကိုမခေါ်တာတဲ့ဆိုလိုချင်တာကရှင်းရှင်းလေးပဲဘဝဆိုတာပန်းခင်လန်းကြီးမဟုတ်ဘူးအရေးကြီးတာကလဲကြတိုင်းပြန်ထနိုင်ဖို့ပဲအဲ့ဒီစိတ်တက်ပဲဒါဝစားပိုက်မှတင်တော့ကွကွကွင်းကွင်းမိမောင်းထိုးပြလိုက်တာပဲကောင်းပြီဒါဆိုအကန့်အသတ်မရှိတဲ့ဘဝတစ်ခုကိုဘယ်ကနေဆက်ရမလဲအပြင်မှာလိုက်ရှာနေလို့တော့မရအောင်ဗျာအဖြေကကိုယ့်ရဲ့အတွင်းစိတ်မှာပဲရှိတယ်အဲ့ဒီခီးရဲ့ပထမဆုံးအခိုင်အမာဆုံးခြေလမ်းကတော့တခြားမဟုတ်ပါဘူးကိုလက်ခံတတ်ဖို့ပါပဲအရှုံးပေးတာနဲ့လက်ခံတာဒီနှစ်ခုမှထင်တော့ထင်တူတတ်တယ်ဒါပေမဲ့လုံးဝမတူဘူးနော်အရှုံးပေးတဲ့ဆိုတာကအေးငါတော့ဘာမှလုံးလုံးမရတော့ဘူးဆိုပြီးငိန်ခံလိုက်တာမျိုး passive ဖြစ်သွားတာလက်ခံတဲ့ဆိုတာကကြတော့အဲ့လိုမဟုတ်ဘူးဟုတ်ပြီဒါကအရှိတရားပဲဒီအပေါ်မှာခြေခံပြီးငါရှေ့ဆက်ပါလုပ်မလဲဆိုပြီးအားအသက်မွေးတဲ့ active process တစ်ခုပါကွာတယ်နော်ဒီချက်က Nick အထက်တကယ်ကို turning point တစ်ခုထိခဲ့တာသူတဘောပေါက်သွားလာကလူတယောက်ရဲ့တကယ်တန်ဖိုးဆိုတာကလေသူ့ရဲ့ရုပ်ရည်သူ့ရဲ့ပိုင်ဆိုင်မှုတွေထားလူတွေကသူ့အပေါ်ဘလို့ထင်လဲဆိုတာတွေပေါ်မှာမူတည်နေတာလုံးဝမဟုတ်ဘူးတကယ်တန်ဖိုးကကိုချစ်တည်နေတာနဲ့ကိုတန်ဖိုးရှိနေတာအဲ့ဒီအတွင်းစိတ်ကလာတာဒီအမှန်တရားကိုသူနားရသွားတဲ့အခါမှာပဲကိုတနာနေတဲ့စိတ်တွေကိုဖျောက်ပြီးရှစ်ဆက်နိုင်ခဲ့တာဒါကရှူတောင်ပြောင်းကြည့်လိုက်တာနဲ့အရာရာဘလောက်ပြောင်းသွားလဲဆိုတာကိုပြတာပဲကိုမရှိရဲ့မပြည့်စုံမှုတွေကိုလေရန်သူလိုအားနဲ့ချက်လို့မမြင်နဲ့တဲ့အဲ့ဒါတွေကကိုဘွားဇက်လန်းမို့တခြားဘသူနဲ့မှမတူအောင်ထူးခြားစေတဲ့ကိုပိုင်လက်မှတ်တွေလိုပဲတဲ့စဉ်းစားကြည့်လေလူတိုင်းမှာကိုပိုင်လက်မှတ်တစ်ခုစီရှိတယ်မလားအဲ့လိုပဲပေါ့ကဲကိုလက်ခံနိုင်ပြီအခြေခံအုတ်မြစ်တော့ချပြီးသွားပြီဒါဆိုနောက်တစ်ဆင့်ကပါလေနောက်တစ်ဆင့်ကတော့ကိုဘဝအတွက်ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်အသေးပဲရှိတဲ့ရည်မှန်းချက်တစ်ခုကိုရှောက်ဖွေဖို့ပါပဲရည်မှန်းချက်ရှာတယ်ဆိုတာကနည်းနည်းတော့ abstract ဖြစ်တယ်နော်ဒါပေမဲ့ဒီမှာကြည့်အရန်လက်တွဲကြတဲ့အဆင့်၃ဆင့်နဲ့ရှင်းပြထားတယ်ပထမဆုံးကိုရကယ်စိတ်အားထက်သန်တာဝါသနာပါတာကပါလေဒုတိယကိုမပါကျွမ်းကျင်မှုတွေရှိလဲနောက်ဆုံးဒီလောကကြီးမှာပါတဲ့လူအနေလဲအဲ့ဒီ၃ခုရဲ့စုံမမှာကိုယ့်ရဲ့ရည်မှန်းချက်ကိုတွေ့နိုင်တယ်လို့သူကဆိုလိုတာပါဒါကတကယ်ကိုအနစ်ချုပ်ပဲတကယ်အောင်မြင်မှုဆိုတာကိုယ့်အတွက်ချီးပဲစူဆောင်းနေတာမျိုးမဟုတ်ဘူးကိုယ့်ရဲ့အောင်မြင်မှုကတခြားသူတွေရဲ့ဘဝကိုပါပြောင်းလဲပေးနိုင်တဲ့အခါကျမှအဲ့ဒီခါကျမှပိုးပြီးအတိတ်ပဲရှိလာတာတဲ့တကယ်ကိုအမြင့်ဆုံးရည်မှန်းချက်ဆိုတာကိုယ့်အတွက်မဟုတ်ပဲသူများကဖြစ်လာတဲ့အခါမှာပဲတွေ့ရတာမျိုးပါဟုတ်ပြီအခုဆိုရင်ကိုလက်ခံပြီးပြီရည်မှန်းချက်လည်းရှာတွေ့ပြီဒါဆိုအဲ့ဒီခီးကိုသွားဖို့လက်နက်တွေလိုလာပြီပေါ့အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်နေစိတ်ထားပါပဲအတွင်းစိတ်ခုနအောင်ကိုဘယ်လိုတည်ဆောက်မလဲကိုယ့်ရဲ့ mindset ကကိုယ့်ဘဝကိုဘယ်လိုပုံဖော်သွားမလဲဆိုတာကြည့်လိုက်ရအောင် resilience မြန်မာလိုဆိုရင်ပြန်လည်ယုံထနိုင်စွမ်းပေါ့ဒါကလုံးဝမလဲကြလာကိုပြောတာမဟုတ်ဘူးနော်ဘယ်သူမှဆိုလဲကြမှာပဲအရေးကြီးတာကကိုလဲကြတဲ့အချိန်ထက်အနည်းဆုံးတစ်ချိန်ပိုးပြီးပြန်ထနိုင်ဖို့ပဲအဲ့ဒီစိတ်သက်ပဲဒါကတခါတည်းနဲ့ပြီးတဲ့အောင်မွေမဟုတ်ဘူးဘဝတစ်လျှောက်လုံးမွေးမြူသွားရမယ့်စိတ်သက်ခွန်အားတစ်ခုပါဘဝမှာရှေ့ဆက်နေတဲ့အခါဝေဖန်သူကြီးအနိုင်ကျင့်တဲ့သူတွေကတော့ရှိမှာပဲသူတို့ကိုဘယ်လိုကင်တွယ်မလဲဒီမှာလက်တွေ့ကျရဲ့နည်းလမ်းလေးတွေရှိတယ်တိသူတို့စကားတွေကကိုယ့်တန်ဖိုးကိုလုံးဝမတတ်မှတ်ဘူးဆိုတာနားလည်ထားပါနှစ်သူတို့ရဲ့ negativity ကိုကိုယ့်အတွက်လောင်စာအဖြစ်ဖြောင်းသုံးလိုက်သုံးပြန်ရန်တွေးမနေနဲ့ကိုယ့်ရဲ့ကောင်းမွန်တဲ့စာရီတနဲ့ပဲတုံ့ပြန်ပါနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကိုအောင်မြင်ပြီးပျော်ပျော်ရွှင်ရွှင်နေပြလိုက်တာကပဲသူတို့အတွက်အကောင်းဆုံးခြေပေးချက်ပဲဒီမြေခွန်းလေးကိုပြန်မေ့ကြည့်ကြရအောင်ကိုရှစ်မှာအတားအဆီးတစ်ခုပေါ်လာတဲ့အခါဒါကိုငါခရီးတော့ဆုံးပြီဆိုတဲ့လမ်းပိတ်စုံမှုကြီးတစ်ခုလိုမြင်လားဒါမှမဟုတ်ငါကိုပို့တော်လာကိုတင်ပေးမဲ့တင်ငန်းဆက်တစ်ခုပဲလို့မြင်လားအဲ့ဒီမြင်တစ်ခုရဲ့ကွာခြားချက်ကကိုဘွားရဲ့ရာလက်ကိုပါပြောင်းလဲကွာစေနိုင်တယ်ကိုရဲ့အရှုထောက်မှာအလောက်တောင်စွမ်းအားရှိတယ်ကျိန်စာတစ်ခုကိုတောင်လက်ဆောင်တစ်ခုအဖြစ်ပြောင်းလဲပြနိုင်တဲ့နေ့ရက်ဘွားကဒါကိုတက်တည်ပြနေတာပဲအစပိုင်းမှာသူကသူ့ရဲ့အခြေအနေကိုကျိန်စာလို့ပဲမြင်ခဲ့တာဒါပေမဲ့သူရှုထောင်ပြောင်းလိုက်တဲ့အခါအဲ့ဒီအခြေအနေကပဲလူတန်းပေါင်းများစွာကိုခွန်အားဖြစ်နိုင်တဲ့ချိတ်ဆက်ပေးနိုင်တဲ့တန်ဖိုးမဖြစ်နိုင်တဲ့လက်ဆောင်တစ်ခုဖြစ်သွားခဲ့တယ်တတိဆိုတာကြောက်စိတ်မရှိတာကိုပြောတာမဟုတ်ဘူးတဲ့
တကယ်တော့ကြောက်နေရသားနဲ့ချီရီတုံနေရသားနဲ့ရှေ့ကိုတလန်းတိုးဖို့ဆုံးဖြတ်လိုက်တာအဲ့ဒါကိုမှတတိအစစ်လို့ခေါ်တာဘယ်သူမှဆိုကြောက်တတ်တာပဲလေအရေးကြီးတာကအဲ့ဒီကြောက်စိတ်ကိုကြော်ပြီးရှေ့ဆက်ဖို့ဆုံးဖြတ်နိုင်ဖို့ပါပဲ ကဲနောက်ဆုံးပိုင်းကိုရောက်လာပါပြီအကန့်အသတ်မဲ့ဘဝရဲ့အမြင့်ဆုံးအဆင့်အထွတ်အထိပ်ကဘာလဲဆိုတာကိုကြည့်ကြအောင်အဲ့ဒါကတော့ကိုယ့်အတွက်ပဲမဟုတ်တော့ပဲကိုယ့်ရဲ့ဘဝခီးတစ်ခုလုံးကိုတခြားသူတွေအတွက်အလင်းရောင်တစ်ခုအမွေအနှစ်တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်တာပါပဲ ကျွန်တော်တို့မြောင်စုကအောင်မြင်မှုဆိုရင်ဘာတွေပိုင်ဆိုင်ထားလဲယာရုဘယ်လောက်ကြီးလဲဆိုတာနဲ့တိုင်းတာကြတယ်ဒါပေမဲ့တကယ်အောင်မြင်မှုအစစ်အမှန်ကအဲ့ဒါတွေနဲ့တိုင်းတာတာမဟုတ်ဘူးတဲ့ကိုကတခြားသူတွေရဲ့ဘဝအပေါ်မှာဘယ်လောက်ကောင်းတဲ့အကျိုးသက်ရောက်မှုတွေထားခဲ့နိုင်တယ်လဲဆိုတာနဲ့ပဲတိုင်းတာတာပါဒါကအောင်မြင်မှုရဲ့ definition ကိုအသက်ပြန်ရေးလိုက်တာပဲ စဉ်းစားကြည့်ပါကိုယ့်ဘဝမှာဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေသင်ခန်းစာတွေအားလုံးဟာဘေးစာအုပ်ထဲမှာရေးမထားတဲ့တန်ဖိုးမဖြစ်နိုင်တဲ့အသိပညာတွေပဲအဲ့ဒါတွေကိုကိုယ့်စီမှာပဲသိမချပါနဲ့မျှဝေလိုက်ပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဇလန်တော့အလားတူအခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့တခြားတဲ့တော့အတရမျောလိချက်လမ်းပြမီအိမ်ဖိသွားနိုင်လို့ပါပဲ ဒါကတော့တကယ်ကိုအားပြည့်နဲ့တိုက်တွန်းလိုက်တဲ့စကားပဲကို့ဘဝမှာအံဖွယ်အမှုတစ်ခုခုဖြစ်လာပါစေလို့ထိုင်းဆောင်မနေနဲ့တော့အဲ့ဒီအစားကိုကိုရန်ကတခြားတစ်ယောက်အတွက်အံဖွယ်အမှုတစ်ခုဖြစ်လာအောင်ထားပြီးစူးစမ်းလိုက်ပါတယ်တကယ်ကိုစွမ်းအားပြည့်တဲ့ call to action တစ်ခုပါပဲအဆုံးသတ်အနေနဲ့ဒီမေကုန်းလေးကိုပဲအားလုံးအတွက်ထားခဲ့ချင်ပါတယ်ကိုယ့်ရဲ့ဘဝဇာတ်လမ်းကဘသူ့ကိုခွန်အားပေးနိုင်မလဲကျွန်တော်တို့တယောက်ချင်းစီမှာတခြားသူတယောက်ယောက်ကိုအလင်းပေးနိုင်တဲ့ခွန်အားပေးနိုင်တဲ့စွမ်းအားတစ်ခုစီကိုစီရှိနေပါတယ်။အဲ့ဒီစွမ်းအားကိုရှာဖွေသွေးရှိပြီးကိုဘွားရဲ့တကက်ရီမှန်းချက်ကိုအသက်သွင်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ပဲဒီပိုင်းကိုဆုံးသက်လိုက်ပါစီ။ Thank you so much for being here.